MISB လား MIB လားဒါမှမဟုတ် BIB လားအဲ့ဒါတွေရောဘာကိုပြောတာလဲဒါတွေသိကျင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်လိုက်ပါဟုတ်ကဲ့ပါ ABC Twice and Fair ကနေကြိုဆိုလိုက်ပါရယ်အခုနကပြောသွားတဲ့အသုံးအနှုန်းတွေကကျွန်တော်တို့အယုတ်တွေစူးတော့မယ်ဆိုလို့ရှိရင်တော့အခြေခံလောက်တော့သိထားဖို့အရေးကြီးပါတယ်ဒါကြောင့်မို့ဒီလိုမျိုးအယုတ်တွေရဲ့ condition ကိုသတ်မှတ်တဲ့အဆင့်တွေကိုကျွန်တော်သိသလောက်ပြောပြပေးလိုက်ပါတယ်ဗျဒါလေးနဲ့ပဲဥပမာပြပေးလိုက်ပါမယ်ဒီအယုတ်ဆိုလို့ရှိရင်ဒါလုံးဝခေါင်းရောဖင်ရောဘေးတွေရောအားလုံး parking ပိတ်ထားတာပေါ့နော်လုံးဝပိတ်ထားပြီးသား parking ပိတ်စစ်ပေါ့နော်လုံးဝကိုမဖောက်ကြည့်ရသေးဘူးဒါမျိုးဆိုလို့ရှိရင် MISB သူ့ရဲ့အရှိကောက်က mint in seal box ပေါ့နော်လုံးဝကို seal ပိတ်ထားတဲ့ box ထဲမှာအသစ်ဆက်အတိုင်းရှိနေတယ်လို့ဆိုလိုတာပါ okay အဲ့ဆိုဒီအယုတ်ကလေးကိုကျွန်တော်ဖောက်လိုက်မယ်ကျွန်တော်ဖောက်လိုက်ပြီဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ကြည့်လိုက်ပြီဆိုတော့ဒီလိုမျိုးလေးပဲကျွန်တော်ကင်ထားတယ်ဘာမှဆက်မလုပ်ထားဘူးဒီလိုလေးပဲကြည့်လိုက်တယ်ပြီးတော့ဘူးလေးတဲ့ကိုကျွန်တော်ပြန်သိမ်းလိုက်တယ်စီးတော့မရှိတော့စီးကိုကျွန်တော်ဖောက်လိုက်ပြီဒါပေမဲ့အယုတ်ကိုထုတ်ဆော့ထားတာမရှိဘူးအပြင်မှာအလှပြထားတာမရှိဘူးဘူးလေးဖောက်ကြည့်ပြီးတော့ condition လေးစစ်ရုံစစ်ပြီးပြန်သိမ်းထားတာဆိုလို့ရှိရင် mint in box MIB လို့ခေါ်ပါတယ်ဒါ MIB condition ပါ okay MIB condition ကိုမှကျွန်တော်ထုတ်လိုက်ပြီokay ဘူးမလိုက်ဆိုတော့အယုတ်ကိုကျွန်တော်ဒီလိုကင်ကြည့်ရဒီလိုမျိုးလေး join တွေချိုးတယ်ပြီးရင်ဓာတ်ပုံတွေရိုက်မယ်ပေါ့နော်ဒါမျိုးတွေဒီလိုမျိုးရွှီဖောင်းတိုင်းဒါမျိုးတွေလုပ်မယ်လက်တွေချိုးမယ်ခေါင်းတွေဒီလိုလှည့်မယ်ဒီလိုကင်ထားမယ်အယုတ်ကိုဒီလို join တွေချိုးကြည့်မယ်နောက်ပြီးကျွန်တော်တို့ဒီလိုမျိုးတွေလှည့်မယ်ခေါင်းတွေလှည့်မယ်ဒါမှမဟုတ်စင်ပေါ်မှာအလှထားမယ်ပေါ့နော်ဒီလိုမျိုးလေးဆိုတော့ဒီတိုင်းထားရမယ်ထားပြီးတော့မှကျွန်တော်တို့တယောက်ကိုပြန်ရောင်းခြင်းတယ်ပြန်ပေးခြင်းတယ်ဆိုလို့ရှိရင်ဘူးတိုင်းပြန်ပြီးတော့ထည့်ပြီးတော့ဘူးတဲ့ကိုဒီလိုမျိုးပြန်ပြီးတော့သိမ်းလိုက်တာဒါဆိုကျွန်တော်တို့ခုန join နေလဲကစားပြီးသွားပြီပစ္စည်းကိုလည်းကင်ပြီးသွားပြီ display ကိုလည်းကျွန်တော်တရက်လဲထားရင်ထားမယ်တနားရီလဲထားရင်ထားမယ်3-5လလဲကျွန်တော်ထားရင်ထားမယ်ပြန်ရောင်းတဲ့အခါမှာဒီလိုမျိုးဘူးနဲ့ပစ္စည်းစုံပြန်ထည့်လိုက်ပြီဆိုရှင်ဘူးတဲ့ကိုပြန်ထည့်ထားတာဖြစ်တဲ့အတွက် BIB condition ပေါ့နော် back in box BIB condition ဖြစ်သွားပါပြီအခုဆိုရင်ဒီအယုတ်ကကျွန်တော်လာမေးလို့ရှိရင်ဒါ BIB ပေါ့နော် back in box ဘူးတဲ့ကိုတော့ပြန်သိမ်းထားတယ်ဘူးပစ္စည်းစုံပါတယ်အပြင်မှာလည်းကျွန်တော် display ပြကောင်းပြလိမ့်မယ်မပြရင်လည်းမပြဘူးပေါ့နော်ဒါကတော့ condition အသေးစိတ်ကိုရောင်းတဲ့သူကိုတည်တည်ချာချာပြန်မေးကြည့်ဖို့လိုပါတယ်ဒါဆိုတာ BIB condition ပါဆိုတော့ BIB condition တွေမှာဘာရှိတတ်လဲဆိုတော့အယုတ်တွေကိုခုနလိုမျိုးထုတ်ပြီးတော့ join တွေဆော့ထားတာတို့ display ပြထားတာတို့ဖြစ်တဲ့အတွက်တခါတလေ join တွေခြောင်နေတာတို့အပြင်မှာထားတာကြာလို့ပစ္စည်းတွေကစေးပွန်းနေတာတို့ဖြစ်နေတတ်ပါတယ်ဒါတွေကိုတည်တည်ချာချာလေးမေးပါရောင်းတဲ့သူကလည်းပုံမှန်လင်းပြောပြီးရောင်းရင်နှစ်ဖက်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါဆိုရင်ဒါ BIB condition ပါအဲ့မှာမှနောက်တစ်ခုကနောက်ဆုံးအနေနဲ့က loose condition ဆိုတာကဒီလိုဘူးတွေမရှိတော့ဘာမှမပါတော့အယုတ်ကြီးပဲရောင်းဒီအယုတ်ကြီးပဲရောင်းတာဆိုလို့ရှိရင်ဒါ loose condition လို့ခေါ်ပါတယ်ဘူးမပါဘူးသူက LOOSE loose ပေါ့နော်ဒီဥစ္စာက loose condition ဘာမှမပါဘူးတခါတလေကံမကောင်းလို့ရှိရင် join တွေချောင်းနေနိုင်တယ်ပစ္စည်းတွေက damage ဖြစ်ကောင်းဖြစ်နိုင်တယ်ဆေးတွေပေါ်နိုင်တယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့က loose condition လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ဘာရှိသေးလဲဆိုတော့တချို့တွေက use လားအသက်လားလို့မေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့ MISB နဲ့ MIB ဆိုလို့ရှိရင်အသက် condition ပေါ့နော် new လို့ပြောလို့ရပါတယ် BIB နဲ့ဒီလိုမျိုး loose ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါတွေက use လို့ပြောလို့ရပါတယ်အနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် condition က2မျိုးရှိမယ် new ရယ် use ရယ်
new မှာကြတော့ MISB main and C box နဲ့ MIB main and box condition နှစ်မျိုးပါမယ် use မှာကြတော့ BIB back in box နဲ့ loose ဆိုပြီးတော့နှစ်မျိုးရှိပါမယ်ဆိုတော့ဒါဆိုအလွယ်မှတ်လို့ရပါတယ် major type နှစ်မျိုးအောက်မှာမှနောက်ထပ်နှစ်မျိုးစီပြန်ခွဲသွားတာပေါ့နော် okay ပါရောင်းသူဝယ်သူ collect လုပ်သူအားလုံးဒီ condition တွေနဲ့အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ okay ပါ